နဂါမင်းဟာသူ့ရဲ့သမီးတော်နဂါမင်းသမီးလေးမွေးဖွားလာကြတဲ့ကအခုလိုတခါမှမပျော်ရွှင်ဘူးတာကိုအန်သားစွာနဲ့တွေ့ရှိခဲ့ရပါတယ်အမျိုးသမီးကရေကန်ထဲကိုလက်ကလေးနဲ့လိုက်ယုံနဲ့နဂါမင်းသမီးလေးဟာဒါဟာသူ့ရဲ့မိခင်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်မေတကယ်ပဲသမီးရဲ့မေပါလားနဂါမင်းကအမျိုးသမီးရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာလွန်ခဲ့တဲ့6နှစ်ကသူနဲ့တညရာအတူရှိခဲ့တဲ့အမျိုးသမီးဖြစ်နေတာကိုသိလိုက်ရပါတယ်လွန်ခဲ့တဲ့6နှစ်ကဒီမျိုးသမီးဟာတမီသားစုရဲ့တရားဝင်ဆက်ခံသူသမီးစစ်အမှန်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူမဟာမနာလိုသူရဲ့လှုပ်ကြံမှုကိုခံခဲ့ရပြီးကုမ္ပဏီရှိုးဝက်ချက်တွေကိုပေါက်ကြားစေတဲ့အပွားကိုတေအောင်လုပ်တယ်ဆိုပြီးဆွဆွဲခံခဲ့ရပါတယ်နောက်ဆုံးမှာတော့သူမဟာကျေပြောလာတဲ့ပင်လယ်ထဲကိုတွန်းချခံခဲ့ရပါတယ်မနာလိုတဲ့အမျိုးသမီးကသူမရဲ့နေရာအလုံးကိုအစားထိုးယူပြီးသူမပိုင်ဆိုင်တဲ့အရာအလုံးကိုခန်းစားနေခဲ့ပါတယ်ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတာကတော့သူမဟာအသက်မသေးပဲနဂါမင်းသားနဲ့တညရာပတ်သက်ခဲ့ပြီးချစ်စရာကောင်းတဲ့သမီးလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဘယ်သူမှသတိမထားမိတဲ့နဂါဦးတစ်လုံးကိုလည်းမွေးဖွားခဲ့ပါသေးတယ်ဒီဟိုကိုသူနာပြုကဆေးရုံအမိုက်အဖြစ်သတ်မှတ်ခဲ့ပေမဲ့ရှိုးဝက်ဆန်းကျဲတဲ့အမျိုးသားတယောက်ကကောက်ယူသွားခဲ့ပါတယ်6နှစ်ကြာပြီးနောက်မှာတော့သူမဟာသမီးလေးနဲ့အတူပြန်လာခဲ့ပါတယ်တွေးနှောတာကြောင့်မင်းကလေးငယ်ရဲ့ဦးခေါင်းမှာနဂါဦးချိုတဆုံပေါက်နေခဲ့ပါတယ်ဒါကြောင့်သူမကိုသူစိမ့်တွေကမိစ္ဆာလိုသတ်မှတ်ပြီးနှိမ့်ဆက်ညှဉ်းပန်းခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲရုတ်တရက်ကောင်းကင်မှာတိမ်တိုက်တွေဖုံးလွှမ်းလာပြီးမိုးကြိုးတွေပြစ်ခတ်လာပါတယ်တစ်ချိန်တည်းမှာပဲနဂါနဲ့တော်ဟာလည်းတုန်ခါသွားခဲ့ပါတယ်မင်းကလေးငယ်ကဒေါသတက်ကြီးနဲ့ငါမေမေကိုမနှိမ့်ဆက်နဲ့လို့အော်ဟစ်လိုက်ပါတယ်အမျိုးသမီးကိုနှိမ့်ဆက်တဲ့လူရုံမှာဟာချက်ချင်းပဲမိုးကြိုးပြစ်ခံရပြီးမိကျွမ်းသွားခဲ့ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူငယ်ချင်းတွေအနေနဲ့နင်းစီပန်း3ပွင့်ချန်ထားခဲ့ပေးပါရှေ့လျှောက်ရက်တွေမှာစီးစိမ်ဝိစာတွေတိုးပွားပြီးလိုအင်ဆန်နာတွေပြေဝကကန်ကောင်းချင်းတွေစက်တိုက်ရရှိပါလိမ့်မယ်အမျိုးသားရောက်လာတဲ့အခါမှာတော့လူရိပ်လူရောင်တောင်မတွေ့ရတော့ပါဘူးဒီမျိုးသားဟာနဂါကယူရဲ့ဥက္ကဋ္ဌဖြစ်ပြီးလွန်ခဲ့တဲ့6နှစ်ကအမျိုးသမီးနဲ့တညရာပတ်သက်ခဲ့တဲ့နဂါဘရင်ပဲဖြစ်ပါတယ်သူဟာသူ့ရဲ့သွေးသားနဲ့အလွန်တူညီတဲ့အငွေ့အသက်ကိုခံစားမိခဲ့ပါတယ်ဒါပေမဲ့ဒါဟာသူ့ရဲ့နောက်ထပ်သမီးတစ်ယောက်စီကလာတာမှန်းသူမသိခဲ့ပါဘူးတကယ်တော့လွန်ခဲ့တဲ့6နှစ်ကနဂါမင်းသားဟာမိစ္ဆာတွေရဲ့လှုပ်ကြံမှုကိုခံခဲ့ရပြီးအသက်ဘေးကလွတ်ဖို့အတွက်ဒီမျိုးသမီးကိုအစိတ်ဖြေစေအဖြစ်အသုံးပြုခဲ့တာပါအဲ့ဒီနောက်သူဟာဆေးရုံမှာနဂါဦးတစ်လုံးပဲတွေ့ခဲ့ပြီးသမီးလေးနဂါမင်းသမီးကိုပေါက်ဖွားလာစေခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးကကလေးကိုစွန့်ပစ်သွားတဲ့ရက်စက်တဲ့မိခင်လို့သူအထင်မှားခဲ့ပါတယ်6နှစ်လုံးသူဟာအားနဲ့ဖျားနာတတ်တဲ့သမီးလေးကိုပြုစုပြောထောင်ရင်းသမီးလေးကိုကုသပေးနိုင်မဲ့ပင်လယ်ရည်နေတက်တပေတာပညာရှင်ကိုအသေးအတန်ရှာဖွေခဲ့ပါတယ်အမည်အိုးသမီးကလည်းသမီးလေးရဲ့ဦးခေါင်းကဦးချိုကိုကုသဖို့အတွက်ပုဂ္ဂလိကဆေးခန်းတစ်ခုကိုခေါ်သွားခဲ့ပါတယ်ဆရာဝန်ကဒါဟာရှားပါတဲ့မျိုးရိုးဗီဇယောဂါဖြစ်ပြီးကလေးရဲ့ဖခင်ရင်းကိုရှာတွေးမှသာပျောက်ကင်းနိုင်မယ်လို့ယောဂရှာဖွေခဲ့ပါတယ်အမျိုးသမီးရဲ့စိတ်ထဲမှာလေးလံသွားခဲ့ပါတယ်သူမဟာအဲ့ဒီမျိုးသားကဘယ်သူလဲဆိုတာတော့မသိပါဘူးမတက်တာတဲ့အဆုံးသမီးလေးကိုခေါ်ပြီးထွက်လာခဲ့ပါတယ်သူမပြန်လာရတဲ့နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့နိုင်ငံတကာထိပ်တန်းပညာရှင်ဖြစ်နဂါကယူမှာအလုပ်ဝင်ပြီးအတိတ်ကအမှန်တရားကိုဖော်ထုတ်ကာရန်သူကိုလက်စားချေဖို့ပဲဖြစ်ပါတယ်ကန်ကျမရဲ့ဆက်ဝိုင်းဟာစတင်လဲပက်လာပါပြီအမျိုးသမီးဟာသမီးလေးကိုခေါ်ပြီးနဂါကယူမှာအင်တာဗျူးဖြေဖို့ရောက်လာခဲ့ပါတယ်ဒါပေမဲ့စောင့်ဆိုင်ခန်းမှာတခြားအင်တာဗျူးဖြေသူတွေရဲ့လောင်ပြောင်မှုကိုခံခဲ့ရပါတယ်ကလေးတစ်ယောက်နဲ့မိခင်တစ်ယောက်ဟာနဂါကယူမှာအင်တာဗျူးဖြေဖို့အရေးချင်းမရှိဘူးလို့သူတို့ကလောင်ပြောင်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာလူအုပ်ထဲကနေရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာပါတယ်ဒါဟာသူမရဲ့ရန်သူမနာလိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်အခုသူမဟာတန်းမိသားစုရဲ့သမီးဖြစ်နေအင်တာဗျူးဖြေဖို့ရောက်နေတာပါသူမရဲ့ရည်မှန်းချက်ကယာထူးတင်မကပဲနဂါဥက္ကဋ္ဌရဲ့ဇနီးနေရာကိုပါရယူဖို့ဖြစ်ပါတယ်အမျိုးသမီးကမတည်သေးပဲကလေးတစ်ယောက်နဲ့ရှိနေတာကိုမြင်တဲ့အခါသူမဟာအန်တာတော်သက်ထွက်ပြီးလူပုံလယ်မှာအဆက်ခွဲခဲ့ပါတယ်ဒါပေမဲ့သူမသိတာကတော့အခုရှိကအမျိုးသမီးဟာလွန်ခဲ့တဲ့6နှစ်ကအနိုင်ကျင့်ခံမင်းကလေးမဟုတ်တော့ဘူးဆိုတာပါပဲအမျိုးသမီးကမနာလိုတဲ့အမျိုးသမီးရဲ့ဘားကိုဖျက်ရိုက်လိုက်ပြီးသူမဟာအင်တာဗျူးဖြေဖို့လာတာမဟုတ်ပဲဥက္ကဋ္ဌကိုယ်တိုင်ဖိတ်ကြားထားတဲ့အထူးပညာရှင်ဖြစ်ကြောင်းကြေညာလိုက်ပါတယ်အားလုံးတေချာနားထောင်ကြငါဟာနဂါကယူဥက္ကဋ္ဌကိုယ်တိုင်ဖိတ်ကြားထားတဲ့သူပဲဒီစကားကြောင့်တလောကလုံးအန်တာသွားခဲ့ပါတယ်အင်တာဗျူးအစီအစဉ်ကလည်းထင်မှတ်မထားတာတွေဖြစ်လာပါတယ်မိခွန်းကတော့ဥက္ကဋ္ဌရဲ့အသေးကျော်နဂါမင်းသမီးလေးကိုချော့မြူဖို့ပဲဖြစ်ပါတယ်စိတ်ဆက်တဲ့နဂါမင်းသမီးလေးကိုဘယ်သူမှမချော့နိုင်ကြပါဘူးနိုင်ငံခြားပြန်တောက်တာတွေတောင်ကြောက်လန့်တကြားထွက်ပြေးခဲ့ရပါတယ်မနာလိုတဲ့အမျိုးသမီးကဥက္ကဋ္ဌရှိမှအမှတ်ရဖို့အတွက်နဂါမင်းသမီးလေးကိုပလိစီဝါစေတွေအတင်းတိုက်ဖို့စ조사ခဲ့ပါတယ်အဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပဲအမျိုးသမီးဟာရင်ထဲမှာတမျိုးကြီးခံစားလိုက်ရပါတယ်ဒါဟာသွေးသားရင်းချစီကလာတဲ့အကူအညီတောင်းတန်လိုပါပဲသူမဟာမနာလိုတဲ့အမျိုးသမီးကိုတွန်းဖယ်လိုက်ပြီးဒီဖြစ်ဆိုးကိုတားဆီးလိုက်ပါတယ်အားလုံးရဲ့အန်တာနေတဲ့အကြည့်တွေကြားမှာအမျိုးသမီးဟာနဂါမင်းသမီးလေးစီကိုဖြည်းဖြည်းချင်းလျှောက်သွားခဲ့ပါတယ်မယုံနိုင်စရာကောင်းတာကတော့ခုနကတင်အရန်တောင်းကျနေတဲ့နဂါမင်းသမီးလေးဟာအမျိုးသမီးရဲ့အယူအယအောက်မှာချက်ချင်းပဲရင်ပါသွားခဲ့ပါတယ်တဲ့ချိန်ထဲမှာပဲဥက္ကဋ္ဌကတကားဝက်ကနေအားလုံးကိုမြင်တွေ့သွားခဲ့ပါတယ်နဂါမင်းသမီးလေးဟာလည်းအဲ့ဒီအချိန်မှာအရန်ကိုပျော်ရွှင်နေခဲ့ပါတယ်ဒီသမီးတော်လေးဟာမွေးကလေးကယောဂဝေဒနာခံစားခဲ့ရတာဒီလောက်နှစ်တွေအတွင်းမှာသူမအခုလိုပျော်နေတာတခါမှမမြင်ဘူးနဂါမင်းသမီးလေးကိုဘာကအခုလိုပျော်ရွှင်စေတာလဲဆိုတာသူသိကျင်သွားပါတယ်အမျိုးသမီးကရေကန်ထဲကိုလက်ကလေးနဲ့လိုက်ယုံတဲ့နဂါမင်းသမီးလေးဟာဒါဟာသူ့ရဲ့မိခင်ဆိုတာကိုချက်ချင်းသိလိုက်ပါတယ်နဂါမင်းကအမျိုးသမီးရဲ့မျက်နှာကိုတေချာကြည့်လိုက်တဲ့အခါမှာလွန်ခဲ့တဲ့6နှစ်ကသူနဲ့တညရာအတူရှိခဲ့တဲ့အမျိုးသမီးဖြစ်နေတာကိုသိလိုက်ရပါတယ်မနာလိုတဲ့အမျိုးသမီးကနေရာလိုဖို့အတွက်အမျိုးသမီးကိုတွန်းလဲလိုက်ပါတယ်မင်းကဘယ်သူလဲ